အားလုံးပဲမင်္ဂလာပါဗျာနော်ကျွန်တော်ကတော့စီယန်နဂါလေးဖြစ်ပါတယ်ဘာလို့မိတ်ဆွေတို့အတွက်ပေါ့နော်ကျွန်တော်ရဲ့ဒီတစ်ပတ်မှာမို့တစ်ပတ်စာကကလေးကိုကျွန်တော်မိတ်ဆွေတို့ကိုကျွန်တော်အလကားပြောပြပေးသွားမှာဖြစ်တယ်ဒီကျွန်တော်အလကားပြောပြတဲ့ပေါ့နော်ဒီတစ်ပတ်စာကကလေးကိုမိတ်ဆွေတို့ကတွေးပြီးဆိုတာနဲ့လုပ်ပေးရမယ့်အရာလေးနှစ်ချက်ရှိပါတယ်အဲ့နှစ်ချက်ကဘာလဲဆိုရင်ပေါ့နော်အဓိကပထမဦးသားနဲ့ကျွန်တော်ပေလေးကိုမြင်ပြီးဆိုတာနဲ့ကျွန်တော်ပေလေးကို follow လုပ်ခဲ့ပါဒုတိယအချက်ကဒီ view file လေးကို share ပေးသွားပါပေါ့နော်တတိယအချက်ပေါ့နော်နောက်တစ်ချက်ကျွန်တော်ထပ်ဆောင်ပြောပြခြင်းနဲ့ဗျာနော်အဲ့အချက်ကဘာလဲဆိုရင်ကျွန်တော်ကူပြောလိုက်တဲ့ပေါ့နော်တပတ်စာကတ်ဒီကတ်ကလေးကိုမိတ်ဆွေတို့ကဘာလုပ်ပေးရအောင်ပြောလိုက်တယ်ကျွန်တော်ဗဇက်ကပြောလိုက်တဲ့ခဏကိုမိတ်ဆွေတို့က comment လေးမှာရေးပေးရုံပဲဗျာနော်အဲ့ချက်ကလေး၃ချက်ကိုမိတ်ဆွေတို့အနေနဲ့လုပ်ပေးနိုင်မယ်လို့ကျွန်တော်လည်းမျှော်လင့်ပါတယ်ဘာဖြစ်လို့ဆိုတော့ဒီဟာလုံးဝလည်းအဗန်မကြီးပါဘူးဒါကြောင့်မလို့ကျွန်တော်ကမိတ်ဆွေတို့ကိုဒါတူးမြင့်တာတူးမှာစေတနာဆိုတဲ့အတိုင်းကျွန်တော်ကလောက်ခိုင်းရခြင်းဖြစ်ပါတယ်ဗျာနော်ဟုတ်ပြီကျွန်တော်ကဘာလို့ဒီလိုပြောရလဲဆိုရင်တော့ခုမှဗျာနော်ကျွန်တော်တို့ဒီပေါ့နော်ဒူရီလောကမှာလူတွေကအရှုံးအများနေဒါကြောင့်မလို့ကျွန်တော်ကလည်းပေါ့နော်ကျွန်တော်ရဲ့ဒီကက်ကလေးနဲ့တစ်ဖက်တစ်လမ်းကနေပြီးတော့ကျွန်တော်ပါဝင်ပြီးတော့ကူညီခြင်းနဲ့ကျွန်တော်ပေါ့နော်လူတစ်လူရင်းတွေကတော့တီးပြီးသားဖြစ်မယ်ဗျာနော်လူဟောင်းတွေလူတစ်တွေကတော့အကုန်တီးပြီးသားဖြစ်မယ်မတီးသေးတဲ့လူကရှိတယ်ဗျာနော်ကျွန်တော်ဒီကက်တွေကဘာကြောင့်အဖိုးတန်လဲဆိုရင်အပတ်တစ်အပတ်တိုင်းပေါ့နော်ထိပ်စီး၃လုံးအခွေပါမယ်ပေါ့နော်တစ်ပတ်စာပေါ့နော်၄လုံးအခွေပါမယ်ဗျာဗရိတ်2ခုကျင်းသေးပေါင်းထွက်တယ်မွေးကနန်း5ခွက်အမြဲတမ်းမှန်နေတဲ့ကက်ကလေးမလို့မိတ်ဆွေတို့ပေါ့နော်ကျွန်တော်ဒီဗီဒီယိုဖိုင်ကိုမြင်ပြီးဆိုတာနဲ့ပထမဦးဆုံးလုပ်ပေးရမယ့်အချက်ကကျွန်တော်ပေလေးကို follow လုပ်ခဲ့ပါဒုတိယနဲ့ဒီဗီဒီယိုဖိုင်လေးကို share သွားပါတတိယအနေနဲ့ကျွန်တော်ပြောကြားလိုက်တဲ့ကဏ္ဍလေးကို comment လေးမှာမှန်ပေးပါလို့ကျွန်တော်ကတောင်းဆိုရခြင်းဖြစ်ပါတယ်ဗျာနော်ဟုတ်ပြီဒါဆိုကျွန်တော်ကပေါ့နော်စကားတွေအများကြီးလည်းမပြောချင်ဘူးကျွန်တော်ဗီဒီယိုဖိုင်က5-6မိနစ်ပဲကြာမှာဒါကြောင့်မလို့မိတ်ဆွေတို့အနေနဲ့ကတော့ပေါ့နော်ကျွန်တော်ရဲ့ဒီ live ဗီဒီယိုဖိုင်လေးကိုအစားဆုံးကြည့်စေခြင်းနဲ့အစားဆုံးကြည့်ပြီးသွားတဲ့အခါမှာအကျိုးတစုံတရာမရရှိခဲ့ဘူးဆိုရင်ကျွန်တော်ကိုကြိုက်လို့ comment မှာပြောသွားလို့ရတယ်ဘာဖြစ်လို့ဆိုတော့ကျွန်တော်ကခုလာမယ့်အပတ်အတွက်ကိုကျွန်တော်ကလွှင့်ပေးတဲ့ဒီဗီဒီယိုဖိုင်လေးဖြစ်တယ်ဒါကြောင့်မလို့မိတ်ဆွေတို့ကလည်းပေါ့နော်ဒီဗီဒီယိုဖိုင်လေးမှာအကျိုးတစုံတရာရသွားတယ်ဆိုရင် okay လေးတွေမှန်ခဲ့မှာ high လေးတွေမှန်ခဲ့မှာကျွန်တော်ပြောသွားသောကဏ္ဍလေးတွေကိုမှန်ပေးခဲ့ပါဗျာနော်ဟုတ်ပြီဗျာနော်ဒါဆိုကျွန်တော်ကကျွန်တော်ရဲ့ပေါ့နော်အကက်ကိုစာပြောပေးမယ်ဗျာနော်ကက်ကိုစာမပြောခင်မှာကျွန်တော်အရင်ဆုံးပြောချင်တာကကျွန်တော်မှာပေါက်ပေးအစီအစဉ်လေးတစ်ခုရှိတယ်အဲ့ပေါက်ပေးအစီအစဉ်လေးကဘာလဲဆိုရင်ကျွန်တော်3ရက်မကျော်ပတ်သီးကိုပေါက်ပေး16000ကျန်နဲ့ပေးတဲ့အစီအစဉ်လေးပါဒါကလူတိုင်းတည်ပြီးသားလူရင်းနဲ့လူကျွန်တော်ရဲ့လူရင်းလူမှန်နေဆိုတီးပြီးသားဗျာနော်လူတစ်တွေကတော့မတီးသေးလောက်ဘူးဒါကြောင့်မလို့ကျွန်တော်ကမိတ်ဆက်ပေးရခြင်းဖြစ်တယ်အပတ်စဉ်အပတ်တိုင်းပေါ့နော်ဒီ3ရက်မကျော်ပတ်သီးရှိပါတယ်ကျွန်တော် Viber ဖုန်းနံပါတ်အပေါ်မှာတင်ပေးထားပါတယ် Messenger မှာလည်း live လေးရပါတယ်2နေရာယူလို့ရပါတယ်ဗျာနော်ဟုတ်ပြီဒါဆိုကျွန်တော်ကပေါ့နော်ကျွန်တော်တပတ်စာကကလေးကိုစာပြောပေးမယ်ကျွန်တော်အရင်ဆုံးပြောပြပြီးမှတပတ်စာလိုက်ကမဲ့ထိပ်စီး3လုံးအခွေလေးဗျာနော်ထိပ်စီး3လုံးအခွေလေးကဘာလဲဆိုရင်နော်893ညဆိုတဲ့ထိပ်စီး3လုံးအခွေလေးဖြစ်ပါတယ်ဗျာနော်တယောက်တစ်ချက် comment လေးမှာမှန်ပေးပါကျွန်တော် page လေးကို follow လုပ်ပေးပါဒီ video file လေးကို share သွားပါအဲ့3ခုပဲကျွန်တော် video file ကြည့်တဲ့လူတို့ကျွန်တော်တောင်းဆိုပါတယ်ဗျာနော်ဟုတ်ပြီတပတ်စာ3လုံးအခွေကိုကျွန်တော်ပြောပြီးသွားပြီနောက်ထပ်4လုံးအခွေလေးကျွန်တော်ပြောပြီးသွားမယ်4လုံးအခွေလေးကဘာအခွေလေးလဲဆိုတော့9338ဆိုတဲ့4လုံးအခွေလေးဖြစ်ပါတယ်တယောက်တစ်ချက် comment လေးမှာမှန်ပေးပါ9338ဆိုတဲ့4လုံးအခွေလေးဖြစ်ပါတယ်ဗျာနော်ကဲ break နှစ်ခုကိုကျွန်တော်ပြောခဲ့လှည့်ကြောက်ပြီ break နှစ်ခုကဘာ break နှစ်ခုလဲဆိုတော့1နဲ့2 break ဖြစ်ပါတယ်1နဲ့2 break ဖြစ်ပါတယ်ကျွန်တော်ဗဇက်ကပြောသွားတဲ့ကဏ္ဍလေးတွေကိုမိတ်ဆွေတို့က comment မှာတယောက်တစ်ချက်ကလေးမှန်ပေးဖို့ကျွန်တော်တောင်းဆိုပါတယ်comment မှာတယောက်တစ်ချက်ကလေးမှန်ပေးဖို့တောင်းဆိုတယ်ဒီ video file လေးကို share ပေးသွားဖို့တောင်းဆိုတယ်ကျွန်တော် page လေးကို follow လုပ်ပေးပါဒီ3ခုလေးကိုကျွန်တော်တောင်းဆိုပါတယ်ဗျာနော်ဟုတ်ပြီဒါဆိုကျွန်တော်ကနောက်ဆုံးအနေနဲ့မွေးကနန်း5ခွက်ကိုပြောဖို့ကျွန်တော်လိုလာပြီကဲမွေးကနန်း5ခွက်ကိုမပြောခင်မှာကျွန်တော်အပတ်စဉ်အပတ်တိုင်းပေါ့နော်ပေါက်ပေးပေးတဲ့အစီအစဉ်လေးတစ်ခုရှိရနော်အဲ့တစ်ခုကမိတ်ဆွေတို့ကိုလည်းကျွန်တော်ရှေ့မှာပြောပြီးသွားပြီအဲ့ဒါလေးကဘာလဲဆိုတော့3ရက်မကျော်ပတ်သီးကိုပေါက်ပေး16000 channel ပေးတဲ့အစီအစဉ်လေးတစ်ခုရှိပါတယ်ကျွန်တော်မှာအဲ့အစီအစဉ်တစ်ခုပဲရှိပြတယ်ဗျာနော်ဝါသနာတူတယ်လိုချင်ပါတယ်ရချင်ပါတယ်ဆိုတဲ့သူတွေက Viber နဲ့ Messenger မှာလာယူလို့ရပြီတကယ်ကစားနိုင်ရင်လာယူပါဗျာနော်ကျွန်တော်ပေါက်ပေးပါဘယ်သူမှmember ကြိုခေါ်ခြင်းမရှိပါဘူးဘယ်တော့မှလည်း member တွေမခေါ်ခဲ့ပါဘူးဗျာနော်ဟုတ်ပြီဒါဆိုကျွန်တော်ကမိတ်ဆွေတို့ကိုပေါ့နော်နောက်ဆုံးကြံရှိနေတဲ့မွေးကနန်းလေး5ခုကိုပြောပြသွားမယ်ဟုတ်ပြီဗျာနော်တယောက်တစ်ချက် comment လေးမှာ like ပြီးမှတ်ပေးပါ121314 232434ဆိုတဲ့ကနန်းလေးဖြစ်ပါတယ် comment မှာတယောက်တစ်ချက်ကလေးမှန်ပေးခဲ့ပါဟုတ်ပြီဗျာနော်121314 2324
3လေးဆိုတဲ့ငန်း6ပဲဖြစ်ပါတယ်ဗျာနော်ဟုတ်ပြီဗျာနော်โอเคဟုတ်ပြီဒါဆိုကျွန်တော်ကအစဆုံးတစ်ခေါက်ပြန်ပြောပြမယ်ဗျာနော်တပတ်စာ3လုံးအခွေက893ညာဖြစ်ပါတယ်တပတ်စာ4လုံးအခွေက9338ဆိုတဲ့4လုံးအခွေဖြစ်ပါတယ်ဘရိတ်နှစ်ခုလေးကတော့1နှစ်ဘရိတ်ဖြစ်ပါတယ်1နှစ်ဘရိတ်ဖြစ်ပါတယ်နောက်ဆုံးအနေနဲ့မွေးကနန်း9ခုက1နှစ်13 14 23 24 3လေးဆိုတဲ့ကနန်းလေးဖြစ်ပါတယ်ဗျာနော်ကဲအားလုံးပဲရကြပါစေပေါက်ကြပါစေဗျာနော်အိုးဒါနဲ့တခုကျွန်တော်ပြောအောင်မယ်ဗျာနော်ဘာလဲဆိုတော့ဒီဗီဒီယိုဖိုင်လေးကိုတွေ့ပြီဆိုရင်ကျွန်တော် page လေးကို like လုပ်ပေးပါဒုတိယအချက်အနေနဲ့ဒီဗီဒီယိုဖိုင်လေးကို share သွားပေးပါကျွန်တော်ပြောကြားခဲ့သောကဏ္ဍလေးတွေကို comment လေးမှာရေးပေးသွားပါဗျာနော်အားလုံးကိုကျေးဇူးတင်တဲ့ဒီဗီဒီယိုဖိုင်လေးကမိတ်ဆွေတို့အတွက်အကျိုးတစုံတရာရမယ်လို့လည်းကျွန်တော်လည်းမျှော်လင့်မိပါတယ်အားလုံးကိုချစ်ပါတယ်ဗျာနော်ကျွန်တော်နာမည်ဆရာနဂါးလေးပါကျွန်တော်ပြီးသောကဏ္ဍနဲ့ထွက်သောကဏ္ဍတစ်ထက်တည်းကြပြီးမိတ်ဆွေတို့ရကြပါစီပေါက်ကြပါစီလို့ပြောရင်ဒီဗီဒီယိုဖိုင်လေးကိုညီကုန်းအဆုံးသတ်ရပါတယ်ဗျာအားလုံးကိုကျေးဇူးတင်ပါတယ်